ကျွန်တော်ဒီ WeChat ဝယ်တဲ့အခါတော့ကျွန်တော်စပြီးအတက်ခံဘာလို့အလိမ်ခံရလဲဆိုတော့ဒီ WeChat ရဲ့အစ WeChat ရဲ့အစကကျွန်တော်တို့ဒီဘယ်လိုပြောအောင်လဲအခုကျွန်တော်တို့ဒီ game မောင်းကားတွေပါလုပ်တဲ့ဒီ community တစ်ခုတည်းရပဲအဲ့ဒီ community ကကိုပဲသူတို့ကဥမာဆိုကြပါလို့ဗျာတိန်းထောင်ရဖို့တော့သူတို့တိန်း100ရင်းနေဆိုတဲ့တပုတ်ပေါ့ဟုတ်လားလူတယောက်စီကတိန်းထောင်လိန်တော့မယ်ဆိုရင်ငွေတိန်း100လောက်ကိုတုံးလိုက်ဖို့ဝင်မလေးကြဘူးဗျာအဲ့လိုမျိုးပဲဒီ WeChat account တွေကိုအများကြီးဝယ်တဲ့အတိုင်းကြီးဆိုတာရှိသူတို့က WeChat account တွေဆိုကြပါတော့ WeChat account တွေ1000လိုချင်တယ် WeChat account တွေ1000ဖို့ကိုသူတို့ကရှင်းလိုက်မယ်ရင်းမိရင်အဲ့ကနေစပြန်ပွားပြီးတော့သူတို့ပြန်လိမ်မယ်ဘောနော်အဲ့လိုမျိုးအဲ့တော့ဒီ WeChat account တွေအများကြီးရဖို့အတွက်ဘယ်လိုလုပ်ရလဲဆိုတော့ WeChat တွေဝယ်ပေးမဲ့ဂျားပွဲသားတိုင်းတွေဆိုတာလိုအပ်လာတယ်အဲ့သူတို့အဲ့လိုတိုင်းတွေကိုသူတို့ရဲ့ဒီ community မှာရှိတဲ့လူဥမာလူရောက်20လောက်ကိုWeChat တွေဝယ်ဆိုပြီးစလိုက်တာအဲ့ကနေပြီးတော့မှကျွန်တော်ဒီ WeChat တွေဝယ်တာရောင်းတာတွေဝယ်တာရောင်းတာဆိုပြီးဖြစ်လာအဲ့တော့ဒီ WeChat ရဲ့85%ခိုင်နှုန်းကကြတော့အဲ့ဒီ community တွေရပါတော့25%ခိုင်နှုန်းကတော့ရှင်းတယ်25%ခိုင်နှုန်းကကြပါလဲဆိုတော့ကျွန်တော်ဒီတရုတ်တွေနဲ့အလုပ်လုပ်တဲ့လူတွေပေါ့နော်အဲ့25%ခိုင်နှုန်းလောက်ပဲရှိတယ်စာတင်တာတို့ဒီ cosmetic ပစ္စည်းတွေဝယ်တာဖြန့်တာတို့နောက်တစ်ခုကကိုယ့်ရဲ့မိသားစုရဲ့လှုပ်လှုပ်တာတို့ဘာတို့တရုတ်ပြည်ပဲရောက်တဲ့အတွက်အဲ့ဒါက25%လောက်ပဲရှိတယ်ဒီ85%တော့ဝယ်လို့အားကြတော့ကျွန်တော်အဲ့ community တွေကအဲ့တော့ဒီလိန်တဲ့လူတွေကထွက်လာတဲ့လူတွေကကျွန်တော်တို့လိန်တာထူးဆန်းတာဆိုမဆန်းဘူးလေနော်ဒီလူလိန်နေရပဲလာတာဆိုတော့လေအဲ့တော့လူဒီလာတဲ့လူတော်တော်များများကလောက်တဲ့လူတော်တော်များများကလူလိန်နေများတယ်လူလိန်နေများတော့ကြတော့ကိုကလူလိန်ကိုရှောင်ရတာပေါ့နော်အဲ့တော့ဒီ WeChat ဆိုတဲ့အမျိုးကလေကျွန်တော်တို့ဒီ85%တော့အဖွဲ့အစည်းရဲ့လူတွေကတော့ကျွန်တော်တို့လူလိန်လေးကြီးပဲဥပမာပြောရမယ်ဆိုရင်ကကျွန်တော်တို့ဂိမ်းပေါင်း900ပေါ့နော်ဂိမ်းပေါင်း900ဆိုတော့သူတို့ကလူတယောက်ကိုဒီ slot ပေါက်သွားတယ်ဘန်းပေါက်သွားတယ်ဆိုကြပါတော့9000330ပေါက်သွားတယ်အဲ့လိုပေါက်သွားပြီးအချိန်မှာအိုးရတယ်ဆိုလူရဲနေဒါပေမဲ့သူတို့စီကိုပြန်ဝင်တဲ့ income ငွေကတိမ်ပေါင်းမနေဘူးလေမနေဒီလောက်တော့ကသူတို့ကပြန်ဆောင်ပေးရတာပဲအဲ့တော့နည်းနည်းပေးမယ်ညာစားမယ်ဆိုတော့အကွက်တွေကြည့်ပါပဲပေါ့နော်အဲ့လိုမျိုးပါလေ WeChat မှာလည်းကျွန်တော်တို့လူလိန်တွေကပေါ်တယ်ကိုက view site ပဲလောက်ကြပါဒီ WeChat တွေရဲ့ရောင်းလို့ဝယ်လို့ဆိုတော့ကသူတို့စီရပဲအစမြေဖြားခံလာရတော့ပေါ့နော်လူနေနေပေါ်ပါတယ်နေဇက်ဘက်တွေမှာလောက်တဲ့လူတော်တော်များများလည်း WeChat လောက်တဲ့လူတော်တော်များများသူတို့အိုက်ကအစုဝေးရပဲရှိကြလုံးမလို့ကိုက WeChat ဝယ်မယ်ဆိုတော့ view site ပြီးတော့ဝယ်ကြပါပေါ့နော်ကျေးဇူးပါ